ကျွန်တော်ကတော့ကျွန်တော်တို့မိုးမငါဒီကိုဒီကိုရတော့ဥပိတုံဘောင်းဘောင်းနဲ့ဥပိတုံခေါ်ဥကြော်ကြော်ကြီးဥကွန့်ကြီးဥစိန်တော့ကျွန်တော်လှိုင်မင်းဟုတ်ကဲ့ကျွန်တော်တို့မိုးမငါ4ယောက်နောက်ပြီးတော့မန်းနဲ့ဆရာဆိုလို့ရှိရင်ဘုံမှုနေလေးနဲ့ဟုတ်သူပါ2ယောက်ပါပါတယ်ရဲ10ယောက်ပါပါတယ်အဲ့ဒီမှာကျွန်တော်လိုက်ဖမ်းလိုက်ရှင်မှာဟိုမျိုးမလေးခွဲကနောက်ကတော့သူလိုက်ဝိုင်းပြီးပိုင်းပြီးတော့ပြစ်ပါတယ်ပြစ်ပါဖမ်းလိုက်ရှင်မှာအထီဝါရဲ့2ယောက်ကတော့ကျွန်တော်ဒီလက်ခောက်ခံပုံကြောင်ရှိမှာမလန်မကလောက်ပါဒါပြီးလဲဝါပါလဲရှင်မှာကျွန်တော်တို့သွားပြီးတော့သူတို့ကိုဖမ်းဆီးပြီးတော့ကားနဲ့တင်လိုက်ပါတယ်ကားနဲ့တင်လိုက်ရင်အဲ့ထီဝါတဲ့လူ2ယောက်ကတော့မိုးကျိုးနဲ့မော်နိုင်ဖြစ်ပါတယ်ဟုတ်ကဲ့အဲ့နဲ့ကျွန်တော်တို့ကသူတို့ဖမ်းပြီးတော့နိုင်နဲ့တင်လိုက်တာကတက်ကလည်းခေါ်သွားပါတယ်သူ20ကိုခေါ်သွားပြီးတော့မှ20ရလို့ပါသူတို့စေကူတောင်းပြန်လုပ်ပြီးပါလို့ကျွန်တော်ရပါတယ်ကျွန်တော်2023တလပဲမှာကျွန်တော်ရုံးဝါရီပေါ်မှာတက်ကလည်းရုံးဝါရီပေါ်မှာကျွန်တော်အမိတ်ပြေးလိုက်ပါတယ်အဲ့ဒီမှာဘာတွေမလို့ရလဲဆိုတော့ဒီစားတဲ့စိတ်ခါကြီးထည့်ဖို့မရှိဘူးဆိုတော့ဆန်ဆိုလို့ရှိရင်အဲ့လက်တည်းမရှိဘူးစီဆိုလို့ရှိရင်တော့ငါးကလည်းပုံနဲ့တဲခွင့်မရှိဘူးဟုတ်ကဲ့အဲ့ဒီမှာကျွန်တော်အဲ့ဒါကိုခံခိုင်းပါတယ်နောက်ဆုံးဓာတ်မြေရောစာကြီးဓာတ်စီဒီဇယ်ရဲ့အစသဖြင့်ပေါ့ကျွန်တော်တို့တိတ်အဲ့တဲပြီးဆိုလို့ရှိရင်တိတ်ခံခိုင်းပါတယ်ခံခိုင်းချိန်မှာကျွန်တော်တို့ကဖမ်းပေးလိုက်ပါတယ်ဖမ်းတဲ့အချိန်မှာတော့ဒါကျွန်တော်တို့ကလည်းအဲ့ဒီဖမ်းရတဲ့အချိန်မှာကိုကျူးစီးပွားတော့ကျွန်တော်တို့ကချပါတယ်လိုချ